အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လုံခြုံရေးအထက်ထက်ရှိနေတဲ့ကာစီနိုယုံကြီးရဲ့ဗန္နာတိုက်ကိုလူ17ယောက်ပါတဲ့အဖွဲ့ကဘလို့လှည့်စားပြီးအောင်မြင်မြင်နဲ့ဖောက်တင်းသွားမလဲဆိုတာကိုကြည့်ရှုရမယ်ဇကားကောင်းလေးတကားကိုတင်ဆက်ပေးသွားပါမယ်ဇလန်လေးရဲ့အစမှာတော့ဒန်နီလို့ခေါ်တဲ့မျိုးသားတစ်ယောက်ကမြောက်ကြစီပြည်နယ်အကျဉ်းထောင်ကနေလွတ်မြောက်လာတာကိုတွေ့မြင်ရပါတယ်ဒန်နီတယောက်ထောင်ကနေလွတ်လာခြင်းမှာပဲပထမဆုံးစတင်လုပ်တဲ့အရာကတော့အန်တလန်တိတ်စီးတီးမြို့မှာရှိတဲ့ကာစီနိုတစ်ခုကိုတွားခဲ့ပြီးပတ်စံသွားရှာတာပဲဖြစ်ပါတယ်ကာစီနိုကိုရောက်တော့ဒန်နီလည်းဟိုကြီးတီကြီးလိုက်လုံနေတော့ဘာမှမသိနားမလည်တဲ့ငနူလေးတွေကိုဖဲကစားနေတင်ပေးနေတဲ့ရက်စတီလို့ခေါ်တဲ့အမျိုးသားတူကိုတွေ့သွားခဲ့ပါတယ်။အဲဒီလိုနဲ့ဒန်နီလည်းရက်စတီတို့ကစားနေတဲ့ဝိုင်းကိုဝင်ထိုင်လိုက်ပြီးသူလည်းပါမဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဆရာကြီးတွေဖြစ်တဲ့ဒန်နီနဲ့ရက်စတီတို့ကအစာပိုင်းမှာအရှုံးခံပြီးအသစ်ငနူလေးတွေကလောင်ကြီးစတိုက်တူတူပြီးတော့ထဲလာအောင်လှည့်စားခဲ့ပါတယ်။နောက်ဆုံးမှာတော့လောင်ကြီးကဒေါ်လာ1000ကျော်သွားတဲ့အချိန်မှာဒန်နီကငနူလေးတွေကိုအနိုင်ယူလိုက်ပြီးလောင်ကြီးအားလုံးကိုသိမ်းယူလိုက်ပါတယ်။အဲနောက်မှာတော့ဒန်နီနဲ့ရက်စတီတို့လည်းစကားစမြည်ပြောဆိုခဲ့ကြပြီးကြီးကြီးမားမားဘာလို့အစီအစဉ်ရှိလဲဆိုပြီးရက်စတီကဒန်နီကိုမေးလိုက်ပါတယ်။ဒန်နီကလည်းတယ်ရီလို့ခေါ်တဲ့မျိုးသားပိုင်နဲ့လက်စဗီဂန်မျိုးကကာစီနိုယုံ3ခုကိုတပြိုင်နက်ဓမြဝင်တိုက်မဲ့အကြောင်းနဲ့အဒီလိုလုပ်ဖို့လူတရာစင်လောက်လူတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အလုပ်ပြီးသွားရင်လည်းဒီဓမြတိုက်မှုမှာပါဝင်တဲ့အဖွဲ့သားအလုံးတယောက်ကိုခဏရှင်းလုံးထိရှိတဲ့အမြောက်ငွေပမာဏကိုရရှိမဲ့ကြောင်းဒန်နီကရက်စတီကိုပြောပြခဲ့ပါတယ်။နောက်တစ်ခါမှတော့ဒန်နီနဲ့ရက်စတီတို့ကယူပန်လို့ခေါ်တဲ့မျိုးသားတူကိုတွားရောက်တွေ့ဆုံခဲ့ပြီးသူတို့ရဲ့ဓမြတိုက်မဲ့အစီအစဉ်အကြောင်းကိုပြောခဲ့ပါတယ်။လက်စပီကမျိုးကကာစီနိုယုံတွေမှာဘယ်ရီမျိုးကိုသိမ်းပိုက်ဖို့လုံလောက်တဲ့အထိလုံခြုံရေးအဖွဲ့ဝင်များများရှိကြောင်းနဲ့အရင်တုန်းကလည်းကာစီနိုယုံတွေကိုဓမြတိုက်ဖို့ကြိုးပမ်းမှုများစွာရှိခဲ့ပေမဲ့တခုမှမအောင်မြင်ခဲ့တဲ့ကြောင်းရူဘန်ကပြောနေခဲ့ပါတယ်။အဲဒါနဲ့ဒန်နီတို့လည်းသူတို့ဓမြသွားတိုက်မဲ့ကာစီနိုယုံတွေကတယ်ရီပိုင်တဲ့ကာစီနိုယုံတွေဆိုပြီးပြောလိုက်ပြီးတော့စကားဝိုင်းကနေထားထွက်သွားတဲ့အချိန်မှာတော့ရူဘန်တယောက်စိတ်ပြောင်းသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့တယ်ရီကြောင့်ရူဘန်ကသူ့ရဲ့ကိုယ်ပိုင်ကာစီနိုယုံကိုဆုံးရှုံးခဲ့ပူတာကြောင့်မလို့ပဲဖြစ်ပါတယ်။နောက်တစ်ခါမှတော့ဒန်နီတို့ကမော်လီညီကိုလို့ခေါ်တဲ့လူနှစ်ဦးကိုသူတို့ရဲ့ဓမြတိုက်မှုမှာရင်မောင်းအဖြစ်ပါဝင်ဖို့တွားရောက်စီးရုံခဲ့ပါတယ်။အဲဒါအပြင်ဒန်နီတို့ဟာကာစီနိုယုံတစ်ခုမှာလှုပ်လှုပ်တဲ့ဖရန်လို့ခေါ်တဲ့လူကိုလည်းသူတို့ရဲ့အတွင်းလူအဖြစ်စီးရုံနိုင်ခဲ့ပြီး SPI အဖွဲ့အတွက်စောင့်ကြည့်ရေးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်ပေးခဲ့မှုတဲ့ Livingston လို့ခေါ်တဲ့လူတူကိုလည်းနေပညာပိုင်းဆိုင်ရာအတွက်ပါဝင်ဖို့စီးရုံနိုင်ခဲ့ပါတယ်။အဲနောက်မှာတော့ဒန်နီတို့လည်းဖောက်ခွဲရေးပိုင်းမှာကျွမ်းကျင်တဲ့ဘာရှာလို့ခေါ်တဲ့မျိုးသားတူကိုသူတို့အဖွဲ့ထဲမှာပါဝင်ဖို့အတွက်စီးရုံဖို့လုပ်ပါတော့တယ်။တစ်ဖက်မှာတော့ဘာရှာကသူ့အဖွဲ့နဲ့အတူဘန်တစ်ခုကိုဖောက်နေခဲ့ပါတယ်။သူတို့ဘန်တိုက်တကားကိုဖောက်ခွဲပြီးတဲ့အချိန်မှာပဲအရေးပေါ်အချက်ပေးတန်ကမြည်လာခဲ့တာကြောင့်ဘာရှာနဲ့သူ့အဖွဲ့လည်းရဲတွေဖမ်းတာကိုခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲရက်စတီကအခင်းဖြစ်ပွားရာနေရာကိုရောက်လာပြီးစုံတောင်းလူဘာလို့ဟန်ဆောင်ပြီးတော့ဘာရှာကိုသူခေါ်သွားမယ်ဆိုပြီးရဲတယောက်စီကနေလက်လွဲယူလိုက်ပါတယ်။အဲနောက်တော့ဒန်နီတို့လည်းဖောက်ခွဲရေးကျွမ်းကျင်သူဘာရှာကိုသူတို့ရဲ့အဖွဲ့ထဲမှာပါဝင်ဖို့စီးရုံးနိုင်ခဲ့ပါတယ်။နောက်တနေ့မှာတော့ဒန်နီတို့ကစက်ကတ်တစ်ခုကိုတွားခဲ့ကြပြီးရန်လို့ခေါ်တဲ့ကျွမ်းမသမားတယောက်ကိုသူတို့အဖွဲ့ထဲမှာပါဝင်ဖို့အတွက်စီးရုံးနိုင်ခဲ့ပါတယ်။ပြီးတာနဲ့ဒန်နီတို့လည်းဆော့ဖလုံးလို့ခေါ်တဲ့ရာဇဝတ်သားဖြစ်ခဲ့မှုတဲ့တငယ်ချင်းဟောင်းတယောက်စီကိုတွားခဲ့ပြီးသူတို့ရဲ့အကြံစီမှာပါဝင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။အစာပိုင်းမှာတော့ဆော့ဖလုံးကရာဇဝတ်မှုတွေလုပ်ဖို့စိတ်မပါတော့ဘူးဆိုပြီးညှင်းလိုက်ပေမဲ့လည်းရက်စတီကတပြားတိုက်ဖို့နဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးကိုရှင်းပြလိုက်ချိန်မှာတော့ဆော့ဖလုံးလည်းအတူတူလှုပ်ဖို့သဘောတူလိုက်ပါတယ်။အဲနောက်မှာတော့ဒန်နီကသူတို့အားလုံးစုစုပေါင်း10ယောက်ပြည့်သွားပြီမလို့လုံလောက်ပြီလို့ပြောလိုက်ပေမဲ့လည်းရက်စတီကတော့နောက်ဆုံးတစ်ယောက်ကြံသေးတဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒီလိုနဲ့ဒန်နီနဲ့ရက်စတီတို့လည်းနောက်ဆုံးတစ်ယောက်ဖြစ်တဲ့ခပိုင်းနိုင်ဆရာကြီးလင်းနက်စ်ကိုတွားရောက်တွေ့ဆုံပြီးအဖွဲ့ထဲမှာပါဝင်ဖို့အောင်မြင်စွာစီးရုံနိုင်ခဲ့ပါတယ်။နောက်တနေ့မှာတော့သူတို့17ယောက်စလုံးရူဘန်ရဲ့ခြံဝင်းထဲမှာစုဝေးလိုက်ကြပြီးတယ်ရီပိုင်ဆိုင်တဲ့ကာစီနိုယုံ3ခုကအမျက်ဆုံးတွေအားလုံးကိုထည့်သိမ်းထားတဲ့ဘန်နာတိုက်ကြီးကိုဘလို့တပြားတိုက်မလဲဆိုတာကိုဆွေးနွေးကြပါတော့တယ်။တာမန်ရက်တွေမှာဆိုရင်ကာစီနိုယုံတွေမှာငွေသားဒေါ်လာ150ကနေ80ကြားမှသာရှိပေမဲ့လည်းပွဲရက်တွေမှာဆိုရင်ဒေါ်လာ150လောက်ရှိမဲ့ကြောင်းဒန်နီကဖွဲ့သားအားလုံးကိုပြောပြခဲ့ပါတယ်။အဲနောက်တော့သူတို့အားလုံးလည်းကာစီနိုယုံထဲမှာရှိတဲ့အဆောက်အဦအတွက်လမ်းကြောင်းတွေနဲ့ထွက်ပေါက်တွေကာစီနိုကနေအများဆုံးထွက်နိုင်မဲ့နည်းလမ်းတွေကိုလေ့လာခဲ့ကြပါတယ်။အဲနောက်မှာတော့ဘာရှာကကာစီနိုယုံအဆောက်အဦရဲ့လက်စစ်တာအားလိုင်းကိုပိတ်ပစ်နိုင်ဖို့ဖောက်ခွဲရေးပစ္စည်းတွေကိုလိုအပ်တဲ့နေရာတွေမှာတွားထားပြီးပြင်ဆင်ထားလိုက်ပါတယ်။ပြီးရတဲ့သူတို့လည်းကာစီနိုရဲ့နေပညာရှင်တူးစီကနေဝန်ထမ်းကတ်ကိုခိုးယူလိုက်ပြီးလီဗင်စတန်ကကာစီနိုရဲ့လုံခြုံရေးစောင့်ကြည့်မှုအခန်းကိုဝင်ရောက်ဖို့ပြင်ဆင်ပါတယ်။တစ်ဖက်မှာလည်းမော်လီညီကိုကလီဗင်စတန်လုံခြုံရေးစောင့်ကြည့်မှုအခန်းထဲကိုဝင်လို့ရစေဖို့အတွက်ကာစီနိုယုံထဲမှာရ
ရန်ပြတဲ့ပုံစံဟန်ဆောင်လိုက်ပြီးလုံခြုံရေးကင်မရာတစ်ခုကိုလည်းမိုးပြန်ပူပေါင်းတွေနဲ့꿰သွားအောင်လုပ်လိုက်ပါတယ်။အဲနောက်မှာတော့ Livingston ကလုံခြုံရေးစောင့်ကြည့်မှုအခန်းထဲကိုဝင်ရောက်ပြီးအဝေးကနေထိန်းချုပ်မှုတွေလှုံ့ဆော်နိုင်စေဖို့အတွက်ကျိုးမဲ့နည်းပညာအချို့ကိုစက်မှတက်ဆင်ထားလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ Sovlon ကပိုးရည်တွေနဲ့ထုတ်လုပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးနိုင်ငံခြားတန်းကြွယ်တစ်ထေးလိုဟန်ဆောင်ဖို့လေ့ကျင့်နေခဲ့ပါတယ်။ကာစီနိုပိုင်ရှင်တယ်ရီကနေ့လယ်2 နာရီမှာကာစီနိုကိုလာရောက်လို့ရှိပြီးည9 နာရီခွဲမှာပြန်လေးရှိရဆိုတဲ့အချက်နဲ့ကာစီနိုတဲကတကားတွေအတွက်ကုတ်တွေကနေ့တိုင်းပြောင်းတဲ့အကြောင်းနောက်တစ်နေ့အတွက်တကားကုတ်တွေကိုတယ်ရီပြန်မဲ့အချိန်မှာသူ့ရဲ့ဖုန်းထဲမှာလက်ခံရရှိတဲ့အကြောင်းအသေးစိတ်အချက်လက်တွေအားလုံးကို Rusty တို့လည်းစုံစမ်းနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Rusty နဲ့ Lynette တို့ဟာတယ်ရီနဲ့တွဲနေတဲ့ဒန်နီရဲ့ဇနီးဟောင်းတက်စ်ကိုတွေးလိုက်ရတာကြောင့်ဒန်နီစီကိုတွားပြီးတော့မေးခွန်းအချို့မေးခဲ့ပါတယ်။ဒန်နီခုလိုတွေလုံနေတာကငွေအတွက်လားဒါမှမဟုတ်ဇနီးဟောင်းနဲ့တွဲနေတဲ့တယ်ရီကိုနာကျင်အောင်လုပ်ဖို့လားလို့ Rusty ကမေးလိုက်ချိန်မှာတော့နှစ်ခုလုံးအတွက်လုံနေတာဆိုပြီးဒန်နီကလေးလေးနက်နက်ပြန်ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ Sovlon ကတန်းကျဲတစ်ထွေးပုံစံဟန်ဆောင်ပြီးကာစီနိုထဲမှာဖဲကစားနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Sovlon ကတယ်ရီနဲ့တီးတဲ့စကားပြောချင်တယ်လို့ဝန်ထမ်းတွေကိုပြောလိုက်ပါတယ်။ Sovlon ကဥရောပကဖြစ်ပြီးလက်နက်လုပ်ငန်းမှာအကြီးဆုံးလူတွေထဲကတယောက်ဖြစ်တယ်ဆိုတဲ့အလိမ်ညာကိုတယ်ရီလည်းယုံသွားခဲ့ပါတယ်။အဲနောက်မှာတော့ Sovlon ကသူ့ရဲ့အရေးကြီးရဲ့အထုပ်ထုပ်ကိုတယ်ရီရဲ့ဗနာတိုက်မှာခဏသိမ်းထားမယ့်အကြောင်းပြောလိုက်ပြီးအယုံလွယ်တဲ့တယ်ရီကလည်းထောက်ချောင်းမှန်းမသိပဲနဲ့လက်ခံလိုက်ပါတယ်။နောက်တနေရာမှာတော့ရန်ကဗနာတိုက်ထဲမှာဟိုခုံကူဒီခုံကူသွားလာဖို့အတွက်လေ့ကျင့်နေခဲ့ပြီးတော့ဘာရှာကလည်းသူ့ရဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုစစ်ဆေးနေတော့ပြဿနာတချို့ရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကာစီနိုယုံကိုလျှက်စစ်တအားဖြတ်တောက်ပစ်ဖို့အသုံးပြုမဲ့လျှက်စစ်စနစ်ရဲ့အားနည်းချက်ကို EVC ကတွေးသွားတာကြောင့်ပြက်ပြင်းနေတယ်ဆိုတာပဲဖြစ်ပါတယ်။အကယ်၍ EVC ကသာအဲ့ဒါကိုပြန်ပြင်ပြီးသွားမယ်ဆိုရင်ကာစီနိုယုံကိုလျှက်စစ်တအားဖြတ်တောက်လို့ရတော့မှာမဟုတ်ဘူးဆိုတာကိုဘာရှာကအဖွဲသားတွေကိုပြောပြနေခဲ့ပါတယ်။ဒါပေမဲ့လည်းကြီးကြီးမားမားပောက်ကွဲမှုကိုမဖြစ်စေတဲ့ဘုံတစ်လုံးကိုသုံးပြီးတော့လျှက်စစ်တအားကိုဖြတ်တောက်ပေးမဲ့လျှက်စစ်တန်လိုက်ဆက်ကွင်းကိုဖန်တီးမဲ့အကြံကိုဘာရှာကိုပြောပြလိုက်ပြီးအားလုံးကလည်းအဲ့ဒီအကြံကိုလက်ခံလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူတို့အားလုံးလည်းလျှက်စစ်တန်လိုက်ဆက်ကွင်းကိုဖန်တီးပေးမဲ့ဆက်ကြီးကိုကယ်လီဖိုးနီးယားမှာရှိတဲ့အစင်မြေသိပ္ပံတက္ကသိုလ်ကနေတွားရောက်ခိုးယူခဲ့ကြပါတယ်။တစ်ဖက်မှာလည်း test နဲ့ဆက်သွယ်မှုတွေရှိခဲ့တဲ့ဒန်နီကိုတယ်ရီကမျက်စိတောက်တောက်ကြည့်ခိုင်းတာကြောင့်ဒန်နီတယောက်ဒီမစ်ရှင်မှာပါဝင်လို့မရတော့ပါဘူး။ဒီလိုနဲ့ပွဲရညတညမှာတော့သူတို့အားလုံးလည်းတယ်ရီရဲ့ဗန္နာတိုက်ကြီးကိုဖောက်မဲ့အကြံစီကိုအကောင့်ထဲပေါ်ကြမှာတော့တယ်။အဲဒီညမှာပဲ Sovlon ကတယ်ရီနဲ့တွေ့ဆုံခဲ့ပြီးသူ့ရဲ့အရေးကြီးတဲ့အထုပ်ထုပ်ကိုတယ်ရီရဲ့ဗန္နာတိုက်ထဲမှာထည့်ဖို့လုပ်ခဲ့ပါတယ်။တယ်ရီလည်း Sovlon ကိုလုံခြုံတဲ့အခန်းတစ်ခုကိုခေါ်သွားလိုက်ပြီးလက်ဆွဲအိတ်ထဲမှာဘာတွေပါလဲဆိုတာကိုစစ်ဆေးခဲ့ပါတယ်။အားလုံးစစ်ဆေးပြီးသွားတဲ့အချိန်မှာတော့တယ်ရီကသူ့ရဲ့ဝန်ထမ်းတွေကို Sovlon ရဲ့လက်ဆွဲအိတ်ကိုဗန္နာတိုက်ထဲမှာတွားထားဖို့အမိန့်ပေးလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ဘာရှာကလျှက်စစ်တန်လိုက်ဆက်ကွဲဖန်တီးပေးတဲ့ဆက်ကိုတက်ဆင်လိုက်ပြီးတော့အသင့်အနေထားနဲ့စောင့်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘာရှာကလျှက်စစ်တန်လိုက်ဆက်ကွဲဖန်တီးပေးတဲ့ဆက်ကိုအသက်သွင်းလိုက်တာကြောင့်လက်စပီကာတစ်မျိုးလုံးအမောင်ကျသွားခဲ့ပါတယ်။အဲဒီအချိန်ကျမှဗန္နာတိုက်ထဲမှာရှိတဲ့ရန်ကအပြင်ကိုထွက်လာခဲ့ပြီးတော့ဗန္နာတိုက်အပြင်ဘက်မှာရှိတဲ့လူတွေအချက်ပြတာကိုစောင့်နေခဲ့ပါတယ်။ဒန်နီနဲ့လင်းနက်စ်တို့ကလည်းဓာတ်လိကားတွေသွားတဲ့အတွင်းလမ်းတွေကနေဗန္နာတိုက်ရှိတဲ့အထက်ကိုဂျိုးနဲ့ဆင်းသွားလိုက်ပြီးမိပြတ်သွားတာကိုအခွင့်ကောင်းယူပြီးတော့ဗန္နာတိုက်ရှိမှစောင့်နေတဲ့အဆောင်တစ်ယောက်စီကိုမေးစေးပုံးတစ်လုံးပစ်ချလိုက်ပါတယ်။မေးစေးပုံးပေါက်ကွဲသွားပြီးအဆောင်တွေမေးသွားတဲ့အချိန်မှာတော့ဒန်နီနဲ့လင်းနက်စ်တို့လည်းဗန္နာတိုက်ရဲ့တကားကိုဖောက်ခွဲရေးပစ္စည်းတစ်ခုသုံးပြီးတကားကိုဖောက်ခွဲပစ်လိုက်ပါတယ်။အဲနောက်မှာတော့သူတို့သုံးဦးလည်းပတ်စံတွေအားလုံးကိုအိတ်တွေထဲကိုထည့်လိုက်ပြီးအပြင်ကိုအချက်ပြတာကိုစောင့်နေလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ test နဲ့ Terry တို့အတူတူရှိနေတော့ test ရဲ့အိတ်ကက်ထဲမှာရှိတဲ့ဖုန်းကမြည်လာတာကြောင့် Terry ကကင်လိုက်ပါတယ်။တစ်ဖက်မှာပြောနေတဲ့သူက Rusty ဖြစ်ပြီးသူတို့က Terry ရဲ့ဗန္နာတိုက်ကိုဓမြတိုက်နေတဲ့အကြောင်းနဲ့သဘောတူညီချက်တစ်ခုလုံးမလားဆိုပြီးတော့ကန့်လန့်လိုက်ပါတယ်။အဲ့ဒါကတော့သူတို့ကိုဒေါ်လာ180ယူခွင့်ပေးပြီးကျန်တဲ့ဒေါ်လာ180ကို Terry ကယူထားမလားဒါမှမဟုတ်သူတို့ကိုဖမ်းဆီးဖို့ရွေးချယ်မယ်ဆိုရင်ဗန္နာတိုက်ထဲမှာရှိတဲ့ဒေါ်လာ160လုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်မယ်ဆိုတာပဲဖြစ်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ Terry လည်း Rusty ပြောသလိုမျိုးလုပ်ဖို့ပဲသဘောတူလိုက်ရင်းနဲ့သူ့ရဲ့ဖွဲ့သားတွေကို911ကိုဖုန်းဆက်ဖို့တိတ်ဆိတ်မှာကြားလိုက်ပါတယ်။အဲ့ဒါနဲ့ Terry လည်း Rusty ပြောတဲ့အတိုင်းငွေသားတွေထည့်ထားတဲ့ H6A ကိုဘင်္ဂါနဲ့ထည့်ပေးဖို့သဘောတူခဲ့ပါတယ်။အဲနောက်မှာတော့ဒန်နီ Linus နဲ့ရန်တို့ကငွေသားထည့်ထားတဲ့ H6A ကိုဓာတ်လေကားကနေတစ်ဆင့်အောက်ကိုချပေးလိုက်ပြီးသဘောတူညီထားတဲ့အတိုင်း Terry ရဲ့လူတွေကအဲ့ဒီအိတ်တွေကိုဘန်ကားတစ်စီးထဲကိုပြောင်းပေးခဲ့ပါတယ်။ဘန်ကားထွက်သွားတဲ့အချိန်မှာပဲဆွတ်အဖွဲ့ရောက်လာခဲ့ပြီး Terry စီကိုဆက်သွယ်လိုက်ပါတယ်
စွာဖွဲ့ကလည်းဗနာတိုက်တွေမှာရှိတဲ့လူ၃ယောက်ကိုရှင်းပြဖို့အတွက်မီးခဏဖြတ်ပေးလို့ရမလားဆိုပြီးတောင်းဆိုလိုက်တာကြောင့်တယ်ရီကလည်းမီးဖြတ်ပေးလိုက်ပါတယ်။မီးဖြတ်နေတဲ့အချိန်မှာပြစ်ခတ်တံတချို့ကိုတယ်ရီတို့လည်းကြားလိုက်ရပြီးခဏကြာမှာတော့မီးပြန်ဖွင့်ဖို့စွာဖွဲ့ကတောင်းဆိုတာကြောင့်တယ်ရီလည်းမီးတွေကိုပြန်ဖွင့်ပေးလိုက်ပါတယ်။မီးဖွင့်လိုက်တဲ့အချိန်မှာတော့ဗနာတိုက်တစ်ခုလုံးမီးခိုးတွေနဲ့ပြည့်နေပြီးတယ်ရီကစိုးရိမ်သွားပေမဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုကိုတန်တန်းနဲ့ပြစ်လိုက်မိတာကြောင့်မီးခိုးတွေပြည့်နေတာပါဆိုပြီးစွာဖွဲ့ကပြောပြခဲ့ပါတယ်။အဲနောက်မှာတော့အထက်ကလူတွေအားလုံးကိုရှင်းလင်းပြပြီးမလို့အသက်ရှင်ကြံရည်သူရှိသေးသလားဆိုတာစစ်ဆေးအောင်မယ်ဆိုပြီးတော့စွာဖွဲ့ကပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းတယ်ရီရဲ့လူတွေကဘန်ကားရှိရာနေရာကိုလိုက်သွားလိုက်ကြပေမဲ့ရှေ့ကောင်းကန်းထဲမှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။အဲဒါနဲ့အဆောက်တွေလည်းဘန်ကားနောက်ဘက်ကိုစစ်ဆေးလိုက်တဲ့အချိန်မှာတော့ပောက်ကွဲမှုအသေးစားတစ်ခုဖြစ်သွားခဲ့ပြီးပတ်စံတွေအစားလက်ကမ်းကြော်ညာစာရွက်တွေကိုပဲတွေ့လိုက်ရပါတယ်။အခြားတစ်ဖက်မှာတော့တယ်ရီလည်းဗန်နာတိုက်ကိုသွားစစ်ဆေးကြည့်တဲ့အချိန်မှာတော့ငွေတွေတစ်ခုမှမတွေ့ရတော့တာကြောင့်စိတ်ဆိုးဒေါသဖြစ်နေခဲ့ပါတယ်။တကယ်တော့တယ်ရီရဲ့လူတွေက911ကိုဖုန်းဆက်တဲ့အချိန်မှာလီဗင်စတန်ကအဲ့ဒီလိုင်းကိုကြားဖြတ်ယူလိုက်ပြီးဖြေချလိုက်တာပဲဖြစ်ပါတယ်။ပြီးတော့ကာစီနိုကိုရောက်လာတဲ့စတော့ဖွဲ့ကလည်းဒန်နီတို့ဖွဲ့သားတွေပဲဖြစ်ပြီးတော့မီးဖြတ်လိုက်တဲ့အချိန်မှာလီဗင်စတန်ကကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုလုံခြုံရေးကင်မရာတွေမှာအစားထိုးပြသလိုက်တာပဲဖြစ်ပါတယ်။တယ်ရီတို့အဲ့ဒီဗီဒီယိုကိုကြည့်နေရတော့မှပဲဒန်နီတို့ဖွဲ့ကငွေသားတွေအားလုံးကိုယူပြီးတော့ဆွတ်ဆိုတဲ့စကားလုံးပါတဲ့ကားနဲ့တူကာစီနိုတွေကနေအောင်မြင်စွာထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။အဲနောက်မှာတော့ဒန်နီတို့ဖွဲ့သားအားလုံးလည်းကာစီနိုပြင်ပမှာရှိတဲ့ရေပန်းကြီးနားမှာမတက်ရဲနေကြရင်နဲ့သူတို့ရဲ့အောင်မြင်သွားတဲ့ဓမြတိုက်မှုကြီးနဲ့ပတ်သက်ပြီးဝမ်းသာအားရဖြစ်နေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့လည်းရတဲ့ပတ်စံတွေအားလုံးကိုဝေစုခွဲလိုက်ကြပြီးတယောက်တနေရာစီအသီးသီးထွက်သွားလိုက်ကြပြီးတော့ဇလန်းလေးလည်းအဆုံးသတ်သွားခဲ့ပါတယ်။ကျေးဇူးအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။